မင်္ဂလာပါအာဇာနီတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့ကဆီယမတွေဆိုတော့သိရမလား original အတန်ကမြင့်ပြီးတာခါလေးကျရင်စကားတိုးလေးပြောပေးမယ်လေကြည်ဖြစ်ဖြစ်သွားလို့မျိုးပေါ့နော်အဲ့လိုမျိုးလေးပြီးတော့ကျမပြောဦးမယ်တိလားကျမကိုလေစကားမပီဘူးပြောကြတာလေကျမတို့ကရှမ်းပြည်ကတိလားရှမ်းပြည်ကဆိုတော့လေဘယ်လိုမျိုးတော့စကားဝဲတာလားဒါမှမဟုတ်ဘယ်လိုဖြစ်တာကျမစကားမပီဘူးလို့ပြောဒါပေမဲ့တောက်ဝင်ပူနဲ့တာနေတော့ကျမမကွဲဘူးဟုတ်တယ်ဒါပေမဲ့ကျန်တာတွေတော့ပီပါတယ်ဘလို့စကားမပီမှာတော့ကျမအသက်30တောင်ကျော်နေပြီဘာလို့စကားမပီမှာတော့နော်လေကျမတို့များတွေ့တယ်3-4ယောက်လောက်လေဆီယမစကားမပီဘူးဆိုပီပါတယ်ဘယ်နေရာမပီတာဘလို့မပီတာတော့ပြောကြည့်ပါဦးဘလို့မပီတာတော့ပီပါတယ်ဒီမှာပီတတ်တာပဲနော်ကြားဘူးတာလေးတစ်ခုပြပြမယ်စေကျော်တဲ့အရွယ်မှာလာရဲဆိုတာခမ ्या တကယ်လာတာမဟုတ်ခမ ्या ရဲ့အသက်အရွယ်ကလာတာအသက်20ကျော်မှာလာရဲဆိုတာလေခမ ्या တကယ်လာတာမဟုတ်သေးဘူးခမ ्या ကိုလာပအောင်တုံးဖို့ပေးနေတဲ့ပဝန်းကျင်ကြောင်လာနေတာအသက်30ကျော်မှာလာရဲဆိုတာခမ ्या တကယ်လာတာလက်ခံတာပြီးတော့အသက်30ကျော်အရွယ်တွေကိုအထင်မသေးပါနဲ့